ရှင်နေ့သာသနာနှစ်2556ခုနှစ်ကောဇာ1384ခုနှစ်တပေါင်းလစုပ်2ရက်ခရစ်နှစ်2013ခုနှစ်မတ်လ28ရက်ညချမ်းအချိန်ဘေကုတိုင်းဒေသကြီးတနတ်ပင်မြို့အောင်ချမ်းသာကျောင်းတိုက်ကြီးအတွင်အောင်ချမ်းသာကျောင်းတိုက်ကြီးဤဦးစီးဗราဏနာယကဆရာတော်ဖြစ်တော်မူသောဆရာတော်ဥသောဗိတ္တဤဩဝါဒကိုခံယူ၍ဆင်ရင်ခြင်းပအပ်သောမိုးကုတ်ဝိပဿနာစေရက်အလုတ်တင်အလုတ်ပြီးတရားစခန်းပွဲကြီးဤပထမဦးဆုံးသောနေ့ညချမ်းအချိန်ပေါ့ယနေ့ပထမဦးဆုံးသောနေ့ညချမ်းအချိန်မှာဘုန်းကြီးမြစည်းမနိကေမူလပန္တာတပါဠိတော်ဩပမ္မဝဝံမိကသုတ်တံဒေသနာတရားတော်ဖြင့်တို့ယောဂီတို့ကိုကျေးဇူးပြုပေးမှာဖြစ်ပါတယ်။ဘာတရားတော်ပါလဲဝံမိကသုတ်တံအမှတ်1တရားတော်ပေါ့ဒီတော့ဘုန်းကြီးတို့ယောဂီတို့ဤဝံမိကသုတ်တံဒေသနာတော်ကြီးကိုမဟောကြမီမနာကြမီတရားတော်ဤပိုင်ရှင်ဖြစ်တော်မူတဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကိုနမောတတ္တ3ချိန်ရွတ်ဆိုပြီးတော့ကညီညာဖြဖြကြော့လိုက်ကြပါအောင်စို့နမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးဟောကြားတော်မူခဲ့တဲ့ဓမ္မခန္ဓာပေါင်း84,000ကိုဆရာထားပြီးတော့ကမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးဤအလိုကြမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးဤသားတော်အဖြစ်ခံယူသွားတော်မူတဲ့ကျေးဇူးတော်ရှင်အဂမဟာပဏိတမိုးကုတ်ဆရာတော်ဘုရားကြီးဤဥပနိဒယအတိုင်းဤစေရက်တရားစခန်းပွဲကြီးမှာညစဉ်ဘုန်းကြီးမြစည်းမနိကေမူလပန္နာတပါဠိတော်ဩပမ္မဝဝံမိကသုတ်တံလို့အမည်ရတဲ့တရားဒေသနာတော်ကြီးဖြင့်စေရက်တိုင်တို့ယောဂီတို့ကိုကျေးဇူးပြုပေးသွားမှာဖြစ်ပါတယ်။ဘာတရားတော်ပါလဲဝံမိကသုတ်တံတဲ့ဒီတော့ဝံမိကသုတ်တံဆိုတာဟာဘာပြောတာပါလိမ့်မတုံးလို့ဆိုခဲ့ရင်ဝံမိကလို့ဆိုတာကတောင်ဖို့ကြီးဘာပါလိမ့်တောင်ဖို့ကြီးကိုဥပမာပြုပြီးတော့ဟောတဲ့တရားဒေသနာလေးပေါ့ဝံမိကဆိုတာတခြားလားတောင်ဖို့ကြီးလားအဲ့ဒီတော့ဒီဝံမိကသုတ်တံကလေးဖြစ်ပေါ်လာတဲ့သမိုင်းကလေးကိုဒီကနေ့စပြီးတော့တယောဂီတို့ဟောကြရအောင်ဧဝံမေတုတံဧကံသမယံဘဂဝါသာဝိထိယံဝိဟာရတိဇေဒဝနေအနာထပိန္တိကတအာရမေဒါဘုန်းကြီးတို့ထေရဝါဒဗုဒ္ဓဘာသာတရားအဖွင့်လေးပဲဟုတ်ကဲ့လားသံဃာနင်္ဂလာတင်တဲ့အခါကျတော့ယဟန္တာကြီးတွေကိုညီတော်အာနန္ဒာကနေပြီးတော့ဒီလိုအမြဲတမ်းဗေဒေသနာတော်ကိုပြန်ပြီးရွတ်ပြဒီဧဝံမေတုတံလေးပါတာပဲနော်ဧဝံဤသို့မေအကျွန်ုပ်သည်တုတံကြာလယဤသူပါတိတံမလယဤ
ဘေကဝါဘုံတော်6ပါးသခင်မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးသည်သာဝတိယံသာဝတိပြေမွန်ဇေတဝနိဇေတဝန်အကြောင်းတော်ကြီး၌ဝိဟာရတိယထိုင်လျောင်းသွား4ပါးသောဣရိယပုဒ်တို့နှင့်အညီတရင်သုံးဆန်နေတော်မူသောအခါကမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးတာဝတိပြည်ဇေတဝန်ကျောင်းတော်ကြီးမှာတရင်သုံးနေတဲ့အချိန်နဲ့ဒီဝံမိကသုတ်တန်လေးပေါ်ပေါက်လာတာဒီတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးတာဝတိပြည်မောဇေတဝန်ကျောင်းတော်ကြီးမှာတရင်သုံးနေသောကာလကရွာကြီးတရွာမှာတို့ယောဂီတို့ရေအမျိုးသမီးကလေးတစ်ယောက်ရှိ၎င်းအမျိုးသမီးကလေးသည်အပြိုပေါ်ဝင်သည့်အချိန်ကစားပြီးတော့ကဘိက္ခုနီမလှုပ်ဖို့ပဲသူကအာတန်းနေတယ်တတ္တာတရားတွေအများကြီးဖြစ်နေတဲ့သူရွာတွေကိုဆွမ်းခံကြွားလာကြတဲ့ယဟန်တွေယဟန်မတွေဘိက္ခုတွေဘိက္ခုနီမတွေပေါ့ဒီလိုရွာတွေကိုဆွမ်းခံကြွလာရင်တခါတည်းဆွမ်းတွေလှုပ်ကြွေးပြီးတော့ဒီတတေးသမီးကလေးသည်အနောက်ကနေငေးမောကြည့်ပြီးသူလည်းပဲတယောဂီတို့တခြားလားဘိက္ခုနီမလှုပ်ချင်တာလားဟဲ့အပြည့်ပေါ်ဝင်စားအချိန်တည်းကနေသူဒီပြည့်အကြောင်းနေမသိဘူးနော်ဒါတော့ပြည့်စုံကြွယ်ဝတဲ့တထေးသမီးဖြစ်နေပါတော့လဲပဲတယောဂီတို့တခြားလှုပ်ချင်နေတာလားဘိက္ခုနီမလှုပ်ချင်နေတာလားဒါကြောင့်သူ့ရဲ့မိဘတွေကိုသူကဖွင့်ပြီးတော့ပြောတယ်အဖေတို့အမေတို့ကျမကိုဘိက္ခုနီမလှုပ်ခွင့်ပြုပါဒီလိုမိဘတွေကိုသူပြောတယ်ပြောတဲ့အခါကျတော့မိဘတွေကဤတူဒီတဲ့တော်သမီးကလေးကိုဘိက္ခုနီမလှုပ်ဖို့ခွင့်မပြုဘူးဟုတ်ကဲ့လားသမီးရဲ့အမေတို့မှရှိနေတဲ့ဒီစည်းစိမ်ဥစ္စာတွေငါသမီးတယောက်တည်းရှိတာဒီမျိုးဆက်ကမှမရှိဘူးလို့ဆိုခဲ့ရင်တော့တိုင်းပြည်ကဗန္တာတော်အဖြစ်နဲ့သိသိသွားမှာပေါ့သမီးဟုတ်ကဲ့လားအမျိုးသမီးကိုနားချတယ်ဘိက္ခုနီမမလုပ်ဖို့ဒီတော့တို့အမျိုးသမီးတွေကလည်းပဲငါမိဘတွေကိုပြောတာကတော့အဆင်မပြေဘူးအေးအချိန်တန်ရင်တော့ငါမိဘတွေဒီငါကိုအိမ်တောင်ရက်သားချပေးမှာပဲဒုက္ခလိုအိမ်တော်ရသားချပေးတဲ့အခါကျတော့မှမိမိရဲ့ခင်ပွန်းကိုမရအောင်ငါခွင့်ပန်မယ်လို့တခါတည်းသူ့ရဲ့တတ္တာစိတ်ကလေးကိုမြို့သိပြီးတော့သူနေခဲ့တယ်ပေါ့ဟုတ်ကဲ့လားဒီလိုနဲ့အရွယ်ရောက်လာတဲ့အခါကျတော့မိဘတွေကသူ့တင့်တော်ရာတထေသားတူနဲ့သူ့ကိုလက်ထထိမ်းများဖို့အတွက်စီစဉ်ကြတာပေါ့ဒါလို့စီစဉ်ပြီးတဲ့အခါကျတော့တယောဂီတို့ရေရောင်နောက်ကိုစရုံးပါဆိုတဲ့အတိုင်းအဲ့ဒီဘိက္ခုနီမလှုပ်ချင်းနေတော့တထေသမီးကလေးသည်လင်ယောက်ျားနောက်ကိုပါမသွားဘူးလားအဲ့ဒီလိုပါပြီးတော့သူအခြေအနေကြည့်နေတယ်အခြေအနေကြည့်လို့အခွင့်သာတဲ့နေ့ကြတော့မောင်ကြီးအဲ့ဒီအိမ်ယာတီထောင်လူတို့ရဲ့ဘောင်ကိုနှမကလေးလုံးဝမှစိတ်မဝင်စားပါဘူးနှမကလေးလှုပ်ချင်တာကအဲ့ဒီမြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးရဲ့သာသနာတော်မှာဘိက္ခုနီမလှုပ်ချင်တာပါဒါကြောင့်ကျမရဲ့ဒီစန္ဒာကလေးကိုမောင်ကြီးကဖြစ်ဆွဲပြီးတော့ဘိက္ခုနီမလေးလှုပ်ခွင့်ပေးပါလို့သူအကျဉ်းချင်းတောင်းပန်တယ်ပေါ့နော်ဒီတော့ကသဘောတကာရကောင်းတဲ့ခင်မွန်းတယ်ဖြစ်နေတော့ဩဒါဟာပါရမီအတော်ထူးတဲ့အမျိုးသမီးပဲစီစဉ်ဥစ္စာတွေဒီလောက်ကျွယ်ဝနေတာတော်မှာပဲဤသာသနာတော်မှာဘိက္ခုနီမလှုပ်ချင်နေတယ်လို့ဆိုတော့အေးရှင်မကြီးမင်းရဲ့ပါရမီကိုမောင်ကြီးကူညီပြီးတော့ကဖြစ်မယ်ပေါ့ဟုတ်ကဲ့လားတခါတည်းသူယောဂီတို့ရေမင်းကံမင်းသားတွေနဲ့တခါတည်းလှုပ်ပြီးတော့ကဘိက္ခုနီမကျောင်းကိုပို့တော်မူတယ်စွန့်လွတ်ပြီးတော့ဟုတ်ကဲ့လားသို့တော့သူပို့လိုက်တဲ့ဘိက္ခုနီမကျောင်းကရှင်ဒေဝရတ်ဦးစီးတဲ့ဘိက္ခုနီမကျောင်းဖြစ်နေ
သို့တော်လည်းပဲဘိက္ခုနီမလို့ရရင်ပြီးရောလို့တတ္တတရားထက်သန်နေတဲ့အဲ့ဒီအမျိုးသမီးလေးဟာအဲ့ဒီရှင်ဒေဝရတ်ကဘိက္ခုနီမကျောင်းမှာပဲသူနေနေတယ်ဒါလိုနေရင်ဖြင့်တယောဂီတို့ရေတရားဓမ္မတွေကိုကျင့်ကြံနေတယ်ပေါ့ဒီလိုကျင့်ကြံပြီးတော့နေရင်နဲ့ဒီမှာတယောဂီတို့ရေပြဿနာတစ်ခုပေါ်လာပြဿနာဆိုတာဟာဘယ်လိုပြဿနာပေါ်လာလဲဆိုတော့ဒီဘိက္ခုနီမလေးသည်တယောဂီတို့ကိုဝင်ကြီးထွက်လာတာပေါ့ဟုတ်ကဲ့လားဘိက္ခုနီမလေးမှာကိုဝင်ကြီးဖြစ်လာတဲ့အခါကျတော့ဒီမှာအချင်းချင်းဘိက္ခုနီမလေးကဟာညီဘယ်လိုတော့ဟာဘယ်နဲ့ကြောင့်ဒီကိုဝင်ကြီးကထွက်လာရတာတော့စသည်အဖြစ်ပေါ့အငင်းအကုန်တွေပြစ်ပြီးနောက်ဆုံးတော့ရှင်ဒေဝဒတ်စီရောက်သွားဒီအမှုကဒီလိုရောက်သွားလိုက်တဲ့အခါကျတော့ရှင်ဒေဝရတ်ကဒီမှာဂေါတမမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးနဲ့အပြိုင်သူကသာသနာတော်ကိုတည်ထောင်နေတာဆိုတော့သူနာမည်ပြတ်မှာတယောဂီတို့ကြီးတော်တော်ဆိုးတယ်နော်ဆိုတဲ့အခါကျတော့တယောဂီတို့ဒေဝဒတ်သည်ဘာတခုမှစီစစ်စစ်မေးမြန်းမလုပ်ဘဲနဲ့ကအဲ့ဒီဘိက္ခုနီမကလေးကိုဒေဝဒတ်ရဲ့အဲ့ဒီဘိက္ခုနီမကျောင်းကနေနင်ထုတ်လိုက်တယ်တော်တော်ရှုပ်တဲ့မိန်းကလေးပဲမင်းကြောင့်ငါနာမည်ပြက်လိမ့်မယ်ဟုတ်ကဲ့လားကဲဒါကြောင့်ဟေးဒီဘိက္ခုနီမလေးကိုဒီကျောင်းကနေတခြားလို့ရသလားမောင်းထုတ်ပလိုက်သလားဟေးဒီလိုမောင်းပြီးထုတ်လိုက်တဲ့အခါကျတော့တတ္တာတရားသိပ်ပြင်းပြီးတော့နေတဲ့အမျိုးသမီးလေးဆိုတော့ငါဒီအချင်းနေအရအတ္တိဒေဝဒတ်ဤဘိက္ခုနီမအကြောင်းကိုရောက်လာရတာငါကဘိက္ခုနီမပြုကျင်တဲ့ကျောင်းကတခြားလားမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးစီမလားဒီတော့တယောဂီတို့ရဲ့အဲ့ဒီဇေတဝင်ကျောင်းကိုငါရောက်အောင်သွားမယ်ဟုတ်ကဲ့လားဇေတဝင်ကျောင်းကိုရောက်အောင်သွားမယ်လို့ဆိုပြီးတော့ကမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးရဲ့ထံကိုဝင်ပြီးတော့အရှင်ဘုရားတပည့်တော်မှအဲ့ဒီသာသနာတော်မှာဘိက္ခုနီမအဖြစ်သာသနာကိုထမ်းရွက်ခွင့်ပြုပါဗျာမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကိုလျှောက်ဒီလိုလျှောက်တဲ့အခါကျတော့သူ့မှာကတခြားပါလာတာလားပြဿနာပါလာတာလားဟဲ့အဲ့ဒီတော့ဒီပြဿနာကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကစီစစ်နဲ့တယောဂီတို့ရေမေးမြန်းတာပေါ့ဟုတ်ကဲ့လားမေးမြန်းပြီးတော့ကဝိသကာကျောင်းအမကြီးတို့ဟာဂိတာဂေါသမီတို့စတဲ့အကြီးအကဲဘိက္ခုနီမတွေကိုဒီအမှုကိုတေးသေးချာစီစစ်လှုပ်ဆန်းဒီကိုဝင်သည်ဘိက္ခုနီမဖြစ်မှရတဲ့ကိုဝင်လားဟိုးလူဘဝကလေးကိုကပါလာတဲ့ကိုဝင်လားလို့စီစစ်လှုပ်ကြလို့ဒီလိုဒီအမှုကိုတယောဂီတို့ရေဝိသကာကျောင်းအမကြီးတို့ကိုအပ်လိုက်တယ်ပေါ့နော်ဒီလိုအပ်လိုက်တဲ့အခါကျတော့ကောသလမင်းကြီးတို့ပါခေါ်ပြီးတော့ကဒီမှာဝိသကာကျောင်းအမကြီးတို့ခမီရိတော်ဂေါတမီတို့စသည်အပြင်ဘိက္ခုနီအကြီးအကဲတွေသည်ဤဘိက္ခုနီမလေးရဲ့ကိုဝင်ကိုတယောဂီတို့ရေစစ်တမ်းထုတ်ကြတာပေါ့ဒီလိုစစ်တမ်းထုတ်တဲ့အခါကျတော့တယောဂီတို့ရေအဲ့ဒီဘိက္ခုနီမကလေးဤကိုဝင်သည်ဘိက္ခုနီမဖြစ်တော့မှရတဲ့ကိုဝင်မဟုတ်ဘဲနဲ့ကဟိုလူဘဝအိမ်အောင်ကြစဉ်ကဒဲကိုကပါလာတဲ့ကိုဝင်လို့ဒီလိုမျိုးထင်ရှားပေါ်လာတယ်ဒီလိုပေါ်လာတဲ့အချက်ကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးစီကိုကျန်တဲ့ဘိက္ခုနီအကြီးအကဲဝိသကာကျောင်းအမကြီးတို့တင်ပြကြတဲ့အခါကျတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကဒီလိုလူဘဝတည်းကပါလာတဲ့ကိုဝင်ဖြစ်ခဲ့ရင်လည်းပဲဒီဘိက္ခုနီမလေးကိုသေးချာစောင့်ရှောက်ပြီးတော့တကာလဘိက္ခုနီကျောင်းမှာနေခွင့်ပြုလိုက်တယ်ဒီလိုနေခွင့်ပြုလိုက်တဲ့အခါကျတော့အချိန်တန်တဲ့အခါကျတော့တယောဂီတို့ကြီးကိုဝင်ကအရင်အမှာဖြစ်လာတာပေါ့နော်ဒီလိုဖြစ်လာပြီးတော့သူ့အချိန်တန်တဲ့အခါကျတော့အဲ့ဒီဘိက္ခုနီမကနေပြီးတော့ကသားယောက်ျားကလေးတစ်ပါးဖွားမြင်တယ်အဲ့ဒီသားယောက်ျားကလေးရဲ့အမည်ကကုမာရာတဲ့ဗါတယ်လေဟေးဟောရှင်ကုမာရာကြီးမွေးဖွားလာပြီနော်ဒီတော့ဘိက္ခုနီမရဲ့ကျောင်းမှာတကောယူတို့ကြီးကုမာရဆိုတဲ့အမျိုးသားလေးမွေးဖွားပြီးတော့လာတယ်ပေါ့
ဒီအချိန်မှာကောသလဘုရင်မင်းမြတ်ကလည်းပဲဟိုနေဇွန်နေပြားကဂျွန်းတပုံတွေကိုသွားပြီးနှိမ်နှင်းပြီးတော့ကအဲ့ဒီဇေတဝန်ကျောင်းတော်နာကိုရောက်တဲ့အခါကျတော့တယောဂီတို့ရဲ့ကျောင်းတဲကကလေးငိုတန်ကိုသူကြားနေတာပေါ့ကလေးငိုတန်ကြားနေတဲ့အခါကျတော့သူမင်းချင်းတစ်ပါးကိုဆေလွတ်ပြီးဟေးဘေကုဏီကျောင်းထဲမှာကလေးငိုတန်ကြားတယ်ကွာအဲ့ဒါဘာကိစ္စလဲသွားစုံစမ်းစမ်းဘယ်ကကလေးတော့ဘာကြောင့်ငိုနေတာတော့ဟုတ်ကဲ့လားစသည်အပြင်ကောသလမင်းကြီးကသူ့ရဲ့မင်းချင်းကိုဆေလွတ်ပြီးတော့စုံစမ်းခိုင်းလိုက်တော့ဒီမင်းချင်းကပြန်လာတယ်အရှင်ဘုရားတို့အကုန်လုံးဝိုင်းပြီးတော့ကစီစစ်ပြီးတော့ကဆုံးဖြတ်ပေးလိုက်တဲ့ဘိက္ခုနီအရှင်မဟာယခုသားယောက်ျားကလေးမွေးဖွားထားတာဗျာဒါကြောင့်ဒီကလေးရဲ့စူတန်ငိုတန်နေကြားနေရတာဗျာဒီလိုပြန်လျှောက်တဲ့အခါကျတော့ကောသလဘုရင်မင်းမြတ်ကဟေးဒီလိုဆိုရင်တော့ဒီကလေးကိုငါခေါ်ပြီးတော့မွေးစားတာကောင်းမယ်ဘေကုဏီမเจ้าမှာဒီကလေးငိုတန်နေရေတန်နေနဲ့လို့ဆိုခဲ့ရင်မသိမ့်တော်ဘူးပေါ့ကွာဒီတော့ကဲဒီကလေးကိုငါပဲမွေးစားတာကောင်းမယ်လို့ဆိုပြီးတော့ကမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကိုလျှောက်တော်မူပြီးတော့အဲ့ဒီကုမာရလို့အမည်ရတဲ့သတို့သားလေးကိုကောသလမင်းကြီးနန်းတော်ကိုခေါ်သွားပြီဟုတ်ကလားရှင်ကုမာရလေးဘယ်ရောက်သွားပြီလဲဟဲ့နန်းတော်မှာကောသလမင်းကြီးရဲ့မွေးစားသားအဖြစ်နဲ့သူရောက်သွားပြီတော့ဒီလိုနဲ့ကြီးပြင်းလာတဲ့အခါကျတော့တယောဂီတို့ကြီး9နှစ်10နှစ်ဒီလိုရောက်လာတာပေါ့နော်ဒီလိုရောက်လာတဲ့အခါကျတော့ဒီမှာစစ်သူကြီးရဲ့သားသမီးတွေဟာမူကြီးမတ်ရရဲ့သားသမီးတွေနဲ့အဲ့ဒီကုမာရလေးနဲ့တယောဂီတို့ကြီးထွေထိုးတိုင်းဒိုးထိုးတိုင်းဒီလိုကစားကြတာပေါ့ဒီလိုကစားတိုင်းလည်းပဲအဲ့ဒီကုမာရလေးကပဲအမြဲတမ်းသူကအနိုင်ရတယ်တဲ့ဟုတ်ကဲ့လားအနိုင်ရတဲ့အခါကျတော့ဒီစစ်သူကြီးသားသမီးတွေမူကြီးမတ်ရရဲ့သားသမီးတွေကသူ့ပေးစရာဒိုးကိုမရှိတော့ဘူးဖြစ်လာတယ်မရှိတဲ့အခါကျတော့ဒိုးကျွေးတွေတင်တဲ့အခါကျတော့ခေါင်းပုတ်ချီပုတ်ဒီလိုမလုပ်ဘူးလားဟိဒီလိုလုပ်တဲ့အခါကျတော့ဒီစစ်သူကြီးရဲ့သားသမီးတွေမူကြီးမတ်ရတို့ရဲ့သားသမီးတွေကတခါနဲ့ဘယ်လိုပြောတယ်ဆိုတော့အိုးအဖေအမေမရှိတဲ့ကလေးဟာငါတို့နှိမ့်ဆက်လေခြင်းဟုတ်ကဲ့လားဟေးအဖေမရှိတဲ့ကလေးလေးကငါတို့ကိုနှိမ့်ဆက်လေခြင်းနဲ့ဒီလိုပြောတော့ကုမာရလေးကမခံကျင်ဘူးဖြစ်လာတယ်မခံကျင်တဲ့အခါကျတော့တယောဂီတို့ကြီးကောသလဘုရင်မင်းမြတ်တံကိုဝင်ပြီးတော့ကအရှင်မင်းမြတ်အကျွန်ုပ်ကလေးတွေနဲ့ဒိုးတိုးတဲ့အခါကျုပ်ကနိုင်လို့ဒီဒိုးတွေကိုသိမ့်တဲ့အခါကျတော့သူတို့ကကျုပ်ကိုလောင်ကြတယ်ပြောင်ကြတယ်အဖေမရှိတဲ့ကလေးကတို့ကိုနှိမ့်ဆက်တယ်အဖေမရှိတဲ့ကလေးကတို့ကိုနှိမ့်ဆက်တယ်နဲ့ဒီလိုပဲပြောင်းနေတယ်ဒီတော့ရှင်မင်းကြီးကျုပ်ရဲ့အဖေဟာဘသူလဲဆိုတာအရှင်မင်းကြီးပြောပါပေါ့ဟုတ်ကဲ့လားဟာကျုပ်ရဲ့အဖေဟာဘသူလဲလို့အရှင်မင်းကြီးပြောပါလို့ဆိုတော့ကောသလဘုရင်မင်းမြတ်ကအိုးမင်းအဖေငါပေါ့ကွာဟုတ်ကဲ့လားဒါဆိုရင်မင်းအဖေငါဆိုရင်အမေကကောဗျာအိုးအမေကဟိုမှာမောင်းမမိသားတွေအကုန်မင်းအမေကြီးပဲဟိကောင်ကြီးဟုတ်ကဲ့လားမင်းမအဖေအမေရှိတာပေါ့မင်းအဖေကငါအဲ့ဒီမောင်းမမိသားတွေကဒါမင်းရဲ့အမေတွေပေါ့ကွာဒီလိုမပြောဘူးလားဟာဒီလိုပြောတော့ကလေးကြည်နတ်သွားပြန်ရောဆိုပါစို့ဒီလိုကျေနပ်ပြီးတော့တယောဂီတို့ကြီးနောက်တစ်ခါပြန်စော့ကြပြန်တဲ့အခါကျတော့ဒီလိုဒိုးထိုးရင်းနဲ့သူကနိုင်တဲ့အခါမှာဟိုကမခံကျင်အောင်ပြောပြန်ပြီအဖေအမေမရှိတဲ့ကလေးကငါနှိမ့်ဆက်လေခြင်းအဖေအမေမရှိတဲ့ကလေးကငါနှိမ့်ဆက်လေခြင်းလို့တယောဂီတို့ကြီးဒီလိုမပြောပြန်ဘူးလားအေးဒီလိုပြောတဲ့အခါကျတော့ဒီတစ်ခါတော့ကုမာရလေးမနေနိုင်တော့ဘူးတခါတည်းရှင်မင်းကြီးကိုတန်းဝင်ပြီးတော့မင်းကြီးအကျွန်ုပ်ကအဖေကိုအကျွန်ုပ်ကိုသနာတော်အဖြစ်ပြောပြပါအကျွန်ုပ်ဟာတကယ်ကိုအဖေမရှိတာလားအဖေမရှိဘဲနဲ့ကျုပ်မွေးဖွားလာတာလားအခုကလေးတွေကပြောနေကြပြန်ပြီကျုပ်ကိုအဖေမရှိတဲ့ကလေးကနှိမ့်ဆက်လေခြင်းအဖေမရှိတဲ့ကလေးကနှိမ့်ဆက်လေခြင်းလို့ကျုပ်ကိုပြောနေပြန်ပြီဒီတော့အရှင်မင်းကြီးအကျွန်ုပ်ကိုအကျွန်ုပ်ရဲ့အဖေကိုအရှင်မင်းကြီးညွှန်ပြပေးပါပေါ့နော်ဒီ
ဒီတဲ့အခါကျတော့ကောသလမင်းကြီးကတို့ယောဂီတို့ရေသူဆက်ပြီးလိန်လို့လဲတို့ယောဂီတို့မရတော့ဘူးပေါ့နော်ဒီလိုဆက်ပြီးလိန်လို့လဲမရတော့ဘူးလို့ဆိုတဲ့အခါကျတော့အေးမင်းကဘိက္ခုနီမရဲ့သားပဲဒီဘိက္ခုနီเจ้าမှာမင်းရှိနေတာမသိတော်လို့ငါကမင်းကိုမွေးစားဖို့ဒီနန်းတော်ကြီးတဲ့ကိုခေါ်လာတာမင်းအမေကတော့အဲ့ဒီဘိက္ခုနီမเจ้าမှာရှိလေရဲ့ဒီယောဂီတို့ဒီလိုမပြောလိုက်ဘူးလားဒီလိုပြောလိုက်တဲ့အခါကျတော့ကုမာရာကလေးဒီဩငါနဲ့ကန်ဆိုးလိုက်တာငါနဲ့ကန်ဆိုးလိုက်တာအဲ့ဒီဆိုးလှတဲ့ခံတွေကိုငါဒီကနေ့တော့ကန်ကောင်းဖြစ်အောင်လုပ်မယ်ဟုတ်ပြီလားကန်ဆိုးတွေကိုဘာလုပ်မလဲဟိကန်ဆိုးတွေကိုတော့ငါဒီကနေ့ကန်ကောင်းဖြစ်အောင်လုပ်မယ်လို့ဆိုပြီးတော့ကကောသလဘုရင်မင်းမြတ်ကြီးထံမှာသူသည်မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးရဲ့သာသနာတော်မှာဝင်ပြီးရှင်ဟန်းဖြစ်ဖို့အတွက်တောင်းပန်လျှောက်ထားတော်မူတယ်ဒီတော့ကောသလမင်းကြီးကလည်းအေးမင်းအဲ့ဒါကံဆိုးတွေကိုကံကောင်းလုပ်မှာဖြင့်ငါကြီးကြီးပြူပြူလက်ခံတယ်ကွာလို့ဆိုပြီးတော့တခါတည်းမင်းခံမင်းသားတွေနဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးရဲ့ထံကိုပို့တော်မူတယ်ပေါ့အခုယောဂီတို့ဦးဇင်းတို့ဒီခေတ်ဆိုရင်ရှင်လောင်းလှဲ့တယ်လို့နေမှာပေါ့ကြာကြာနာနာတခါတည်းမင်းခံမင်းသားနဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကိုပို့တော်မူတယ်ဒီတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကဒီကုမာရဆိုတဲ့သရိုးသားကလေးကိုကရုံသုံးပြီးတော့ဖန်ရည်စွမ်းသင်္ကန်းတွေဝစ်ပေးလိုက်တယ်ဝစ်ပေးလိုက်ပြီးတော့သူ့ရဲ့အမျိုးအနွယ်ကိုပါနောက်ကထည့်ပြီးတော့ကုမာရကတ္တပါလို့ဒီလိုအမည်တွင်တယ်ဘယ်လိုအမည်တွင်တဲ့လဲဘိက္ခုနီမသားရဲ့ဘယ်လိုအမည်တွင်တယ်လဲကုမာရကတ္တပါလို့ဒီယောဂီတို့ဒီလိုအမည်တွင်တယ်နော်ဒီတော့ဦးဇင်းတို့မိုးကုတ်ဝိပဿနာဆိုတာဟာသုတ်တန်တွေကိုဒီလိုအကြာကြီးရှင်းလင်းပြီးတော့ဒီယောဂီတို့ကြီးမပြောရပါဘူးဟုတ်ကဲ့လားသို့တော်လည်းပဲဘာကြောင့်ဘုန်းကြီးကဒီသုတ်တန်ကလေးကိုဒီလောက်ဒီဟိုအောက်ကနေလိုက်ပြီးပြောလာရတယ်လဲဆိုတော့အင်ပတန်စိတ်ဝင်စားစရာကောင်းတဲ့ယဟန္တာကြီးရဲ့ဇလံလေးဖြစ်နေလို့ဟုတ်ကဲ့လားဒီလိုယနေ့ဟောကြားမယ်လို့ဆိုတဲ့ဝံမိကသုတ်တန်သည်အဲ့ဒီဘိက္ခုနီမသားဖြစ်တဲ့ရှင်ကုမာရကတ္တပမထေရမြတ်ကြီးယဟန္တာဖြစ်သွားတဲ့တရားတော်ကလေးဒီတရားတော်ကလေးကိုတို့ယောဂီတို့ကိုဘုန်းကြီး10ရက်တိုင်ကျေးဇူးပြုပေးမှာဖြစ်ပါတယ်နော်အဲ့တော့ဒီတော့အချိန်တန်အရွယ်ရောက်လာတဲ့အခါကျတော့ပဇင်းဖြစ်လာတယ်ပေါ့ပဇင်းဖြစ်လာပြီးတဲ့အခါကျတော့မြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးရဲ့ဓမ္မကမ္မထမ်းတွေယူပြီးတော့ကဟိုအန္တဝနတော်လို့ဆိုတဲ့သူခန်းတော်မှာအတ္တိရှင်ကုမာရကတ္တပတရားသွားအထုတ်နေတယ်ဒီအခန်းတော်ထဲမှာတရားသွားအထုတ်နေပြီမဲ့အဲ့ဒီရှင်ကုမာရကတ္တပဆိုတဲ့မထေရဟာတရားမရဘူးဖြစ်နေတရားမရဘူးဆိုတော့စာကတော့ပင်ပန်းနေတယ်လို့ပြောတာပေါ့ဟုတ်ကဲ့လားဒီလိုပင်ပန်းနေတယ်တရားမရဘူးဖြစ်နေတယ်ဒီလိုတရားမရဘူးဖြစ်နေတာကိုဟိုကတ္တပမြတ်စွာဘုရားသခင်လက်ထက်တုန်းကအဲ့ဒီရှင်ကုမာရကတ္တပနဲ့အတူတူတရားကျင့်ခဲ့ဘူးတဲ့အနာဂံမြမာကြီးကဟုတ်သုတ်တာဝါဒ9ပုံကနေပြီးတော့လှမ်းပြီးကြည့်လိုက်တော့သူ့တငယ်ချင်းဖြစ်ခဲ့ဘူးတဲ့ဒီရှင်ကုမာရကတ္တပကလေးတရားမရဘဲနဲ့တယောဂီတို့ပင်ပန်းနေတာကိုဒီမြမာကြီးတွေ့တော်မူတယ်ဒီလိုတွေ့တော်မူတဲ့အခါကျတော့တခါတည်းအဲ့ဒီမြမာပြည်ကနေပြီးတော့ကလူရောင်ပန်းစင်းပြီးတော့ကအဲ့ဒီရှင်ကုမာရကတ္တပတရင်သုံးနေတဲ့အန္တဝနတောကိုသွားပြီးတော့အခုယောဂီတို့ကိုဘုန်းကြီးဝေထားတဲ့မေခွန်း15ခုသွားပြီးတော့ပေးတယ်ဟုတ်ကဲ့လားအရှင်ယဟန်အဲ့ဒီမေခွန်း15ခုကိုကျုပ်ပြောခဲ့မယ်တပည့်တော်လျှောက်ခဲ့မယ်အဲ့ဒီလျှောက်ခဲ့တဲ့အဲ့ဒီမေခွန်း15ခုကိုအဲ့ဒီလောကကြီးထဲမှာဖြေနိုင်စွမ်းရှိတာဆိုလို့မြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးတူသာရှိတယ်ဘယ်သူကဖြေနိုင်သလဲဒီတော့မြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးရဲ့ထံကိုအရှင်ဘုရားသွားရောက်ပြီးတော့က
အဲ့ဒီမေကွန်း15ခုရဲ့အတိတ်ပဲကိုမေးပါလျှောက်တော်မူပါလျှောက်တော်မူတဲ့အတိုင်းမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးဖြေကြားတော်မူတဲ့အတိုင်းအဲ့ဒီမေကွန်းဗဟေတိ15ခုရဲ့အဖြေကိုအရှင်ဘုရားသိတော်မူပြီလို့ဆိုခဲ့ရင်အရှင်ဘုရားတရားရပါလိမ့်မယ်ပေါ့မေကွန်းကြီးဘယ်နှခုပါလိမ့်အဲ့ဒီ15ခုကိုလာပေးတာကဟိုသုဒ္ဓဝါဒ9ပုံကမြမကြီးနော်အေးသူနဲ့ဘယ်လိုပတ်သက်ခဲ့တာတော့လို့ဆိုတော့ဒါလေးလေဒီနေ့ဇယိုးလဲပြီးပြီပေါ့ဗျာပြောဦးမှဟုတ်ကဲ့လားအဲ့ဒီမြမကြီးနဲ့ရှင်ကုမာရကတ္တပမထေရနဲ့ဘယ်လိုပတ်သက်ခဲ့တာတုံးလို့ဆိုတော့တယောဂီတို့ရေဟိုကတ္တပမြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးလက်ထက်တုန်းကသာသနာတော်ရဲ့နှောင်းပိုင်းကိုရောက်လာတဲ့အခါကျတော့သာသနာတော်မှာလည်းပဲအပြည့်အစည်းတွေဖြစ်လာတာပေါ့များလာတာပေါ့ယဟန်ဒီဝင်းဒီမလိုက်နာတော့တာတွေဘာတွေပေါ့ဗျာဟုတ်ကဲ့လားဒီလိုဖြစ်လာတဲ့အခါမှာသူတို့ယဟန်9ပါးတိုင်ပင်ကြတဲ့တို့တွေအဲ့ဒီကတ္တဗမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးပြိဋိနိဗ္ဗာန်မပြုခင်တရားဒူရအောင်လို့တို့တွေကြိုးစားမယ်သာသနာတော်ကလည်းနှောင်းပိုင်းကိုရောက်နေပြီကုံတော့မယ်ဒီလိုကုံတော့မယ်ဖြစ်တဲ့အတွက်ကြောင့်တို့တွေကတ္တဗမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးပြိဋိနိဗ္ဗာန်မပြုခင်မှာတို့တွေတရားရမှုအရေးကြီးတယ်ဒီတော့တငယ်ချင်းယဟန်9ပါးတိုင်ပင်ပြီးတော့ကဒီဘဝဒီခန္ဓာနဲ့ဒီအခြေအနေမှာတရားရကြည်ရင်ရမရကြည်ရင်လည်းသေပါစေကွာတို့တစွန်းတစားအထုတ်မယ်ဆိုပြီးတော့တိုင်ပင်ပြီးအလွန်မတ်ဆောက်လာတဲ့တောင်ကြီးပေါ်ကိုတက်သွားတယ်အခုဦးဇင်းတို့ရန်အခုမြန်မာနိုင်ငံမှာဆိုဘလို့တောင်မျိုးလဲဆိုပုပ်ပါတောင်ကလတ်လိုတောင်မျိုးပေါ့ဟုတ်ကဲ့လားလှေကားနဲ့သူကတခြားလားထောင်တက်ကြတာလားလှေကားနဲ့ထောင်ပြီးတော့တခါတည်းယဟန်9ပါးတောင်ထိပ်ပေါ်ကိုတက်သွားတယ်တက်သွားပြီးတဲ့အခါကျတော့ဒီမှာအကြီးဆုံးမထေကတောင်ထိပ်ရောက်တဲ့အခါကျတော့မေးတယ်ကျန်တဲ့ကိုတော်တွေကိုအရှင်ဘုရားတို့စိတ်မခိုင်ဘူးဆိုရင်တော့ဒီလေကားကြီးမဖြုတ်ခင်ပြန်ဆင်းလို့ရတယ်ဟုတ်ကဲ့လားအကယ်၍စိတ်ခိုင်မယ်ဆိုရင်တော့တပည့်တော်တို့တွေအဲ့ဒီတောင်ပေါ်မှာတရားမရရအောင်ကျင့်မယ်မထေကြီးကဒီလိုအမိန့်ပေးလိုက်ပေးလိုက်တဲ့အခါကျတော့အားလုံးသော9ပါးကအရှင်ဘုရားဒီလေကားကြီးကိုတွန်းတာချပလိုက်တော့တပည့်တော်တို့အောက်ပြန်မဆင်းတော့ဘူးဗျဒီဘုရားဒီတနာတော်သာသနာတော်မှာဒီတရားကိုမရရအောင်လို့အားထုတ်မယ်ဆိုတဲ့ဒီလိုဝရိယတွေကောင်းကြတာပေါ့ဟုတ်ကဲ့လားပြောရမယ်လို့ဆိုခဲ့ရင်တော့တို့ယောဂီတို့အတိုင်းပဲပေါ့ဟုတ်ကဲ့လားဒီမှာတစ်ချိန်ကနေတစ်ချိန်ထပ်ပြီးတော့နာယီလေးနဲ့ပို့သွားလိုက်တာနဲ့တခါတည်းပုတုဖြစ်နေဟုတ်ကဲ့လားဟိုမှာကြီးကတ္တဗမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးလက်ထက်မှာယဟန်9ပါးတရားရခြင်းရမရရင်မဖြစ်လေသေဟုတ်ပြီလားကဲအဲ့ဒါလို့ကဲဆုံးဖြတ်ပြီးပြီလို့ဆိုခဲ့ရင်ဖြင့်အကြီးဆုံးမထေကြီးကကဲသွားတော့ကွာဆိုပြီးတောင်ထိပ်ကနေတယောဂီတို့ကြီးလှေကားကြီးတွန်းချပလိုက်ပြီပြန်ဆင်းလို့မရတော့ဘူးဟုတ်ကဲ့လားအေးဒီလိုပြန်ဆင်းလို့မရတော့တဲ့အချိန်မှာတယောဂီတို့ကြီးအသီးနေရာကလေးတွေယူပြီးတော့ကတရားတွေကိုကျင့်ကြတာပထမဦးဆုံးအဲ့ဒီအကြီးဆုံးမထေကြီးဟာ2ရက်မြောက်တဲ့နေ့မှာတယောဂီတို့ကြီးယဟန္တာဖြစ်သွားပြီဘာဖြစ်သွားပြီလဲယဟန္တာဖြစ်သွားတဲ့အခါကျတော့တယောဂီတို့ကြီးဝမ်းပန်းတတာနဲ့ကြံတဲ့6ပါးကိုပြောတယ်ငါရှင်တို့မပူကြနဲ့တော့ဟုတ်ကဲ့လားငါရှင်တို့မပူနဲ့ငါအခုယဟန္တာဖြစ်ပြီငါဟိုမြောက်ကျွန်းကိုစွန့်ခံပြီးတော့ကအရှင်ဘုရားတို့ကိုကျွေးမယ်အရှင်ဘုရားတို့အဲ့ဒီတရားအာထုတ်တဲ့အလုပ်ကိုကြောင်းကြမဲ့အာထုတ်ကြပါတော့ဒီလိုမပြောဘူးလားဒီလိုပြောပြန်တော့လည်းပဲအဲ့ဒီကြံတဲ့6ပါးကလက်မခံဘူးယောဂီတို့အရှင်ဘုရားတဲ့ဒီတောင်မော်ကိုတက်လာစဉ်တုန်းကအဲ့ဒီလိုအရင်ဆုံးပြီးမြောက်တဲ့တရားပြီးမြောက်သွားတဲ့ပုဂ္ဂိုလ်ကစွန့်ငံကြွေးကြီးလို့ဆိုတဲ့ကတိကိုပါသလားဗျာတဲ့ပါခဲ့သလားမပါဘူးဆိုတဲ့အတွက်အရှင်ဘုရားတပည့်တော်တို့အရှင်ဘုရားခံပေးတဲ့ဆွမ်းကိုမစားပါတပည့်တော်တို့ဒီလည်းပဲအရှင်ဘုရားကဲသို့ခန္ဓာအပေါ်ကိုညံရောက်အောင်လို့အားထုတ်မှဖြစ်ပါတယ်ဆိုပြီးကြံတဲ့6ယောက်ကဆက်အားထုတ်တယ်ပေါ့ဒီလိုအားထုတ်တဲ့အခါမှာတယောဂီတို့ရေနောက်တရက်ရောက်တဲ့အခါကျတော့
ဒုတိယအကြီးဆုံးမထေအနာဂံတည်သွားပြီဘာတည်သွားပြီလဲအဲ့ဒီလိုအနာဂံတည်သွားလိုက်တဲ့အခါကျတော့ဒီအနာဂံဖြစ်သွားတဲ့ယဟန်ကလည်းပဲကြံတဲ့ယဟန်၅ပါးကိုပြောတယ်အရှင်ဘုရားတို့အဲ့ဒီသာသနာမှာတို့တွေကျွတ်တန်းဝင်ရအောင်အတူတကွကျွတ်တန်းဝင်ရအောင်ကြောင်းကြမဲ့အာထုတ်တော်မူကြပါတပည့်တော်အဲ့ဒီစွန့်ကုန်းကိစ္စတွေကိုဟိုမြောက်ကျွန်းကိုကြွပြီးတော့ကစွန့်ခံပြီးအရှင်ဘုရားကိုလှုပ်ကြွေးပါမယ်ဒီလိုပြောတော့လေကြံ၅ပါးကတယောဂီတို့လက်ခံသလားလက်ခံသလားဟိလက်မခံပြန်ဘူးအရှင်ဘုရားစပြီးဒီတောင်ပေါ်ကိုတက်လာစဉ်ကလေးကဒီကတိကဝတ်တွေမပါဘူးဖေ။ဟုတ်ကြလား။ဒါကြောင့်တပည့်တော်တို့ဒီလည်းပဲအရှင်ဘုရားတို့ကဲ့သို့ခန္ဓာအပေါ်ကိုညံရောက်အောင်လို့မဖြစ်မနေအာထုတ်မှာဖြစ်တဲ့အတွက်အရှင်ဘုရားတို့စွန့်ခံကြွေးဖို့မလိုပါဘူးဖေ။တပည့်တော်တို့ကြိုးစားအာထုတ်မှာပါဖေပေါ့။ဟုတ်ကြလား။ဒီလိုနဲ့တယောဂီတို့ရဲ့အဲ့ဒီယဟန်၅ပါးသည်တခါတည်းဝရိယအကောင်းကောင်းအသေးကောင်းကောင်းနဲ့တယောဂီတို့ကြီးကြိုးစားပြီးတော့ကအာထုတ်လိုက်တာတရားဒူတရားမြတ်မရဘဲနဲ့ဒီမှာတင်အစာရည်စာတွေပြက်ပြီးတော့၅ပါးစလုံးသေပွဲဝင်သွားရတယ်တောင်ထိပ်ကြီးပေါ်မှာလေတပားကတော့ဘာဖြစ်သွားလဲယန္တာဖြစ်သွားတယ်နောက်တပားကအနာဂံဖြစ်သွားတယ်ကြံတဲ့၅ပါးကဘာဖြစ်သွားလဲအဲ့ဒီမှာတယောဂီတို့ရဲ့အစာငါပြီးတော့ကစုတည်သွားတဲ့အခါကျတော့ဟိုတာဝရိန်နာမတယောဂီတို့နတ်သား၅ပါးသွားဖြစ်နေဘယ်မှာသွားဖြစ်နေလဲဒါဆိုရင်တယောဂီတို့ရဲ့ဒီနေရာလေးမှာတို့တစ်ချက်ကလေးစဉ်းစားကြည့်ရအောင်ဒီမှာဒီနတ်ဒီမှာယဟန်၅ပါးဒီတရားမရဘဲနဲ့ဝိပဿနာအလုပ်တွေကိုစ조사အထုတ်လိုက်တာတယောဂီတို့ကြီးအပေဘေးကတခြားဖြစ်သွားတာလားလွတ်သွားသလားတရားရရဲ့လားမရဘဲနဲ့ဒီဝိပဿနာအလုပ်လုပ်တာတောင်မှပဲတယောဂီတို့နတ်ပြည်ရောက်တယ်လို့ဆိုရင်ယောဂီတို့ဦးဇင်းတို့ယခုအားထုတ်နေတဲ့ဒီဝိပဿနာအလုပ်ကအင်မတန်အားကိုးစရာမကောင်းဘူးလားဟိဒီမှာတယောဂီတို့ကြီးအဲ့ဒီယဟန်၅ပါးဒီတရားမရဘဲနဲ့သုတိပြည့်ကြည်ကွယ်လွန်သွားတဲ့အခါဟိုသာဝရိန်သာမှာနတ်သားတွေသွားဖြစ်တယ်လို့ဆိုတော့ဝိပဿနာအလုပ်လို့ဆိုတာဟာတယောဂီတို့ရေတရားမရသည့်တိုင်အောင်ဝတ္တနိသောတာပန်သဂရကံအနာဂံယဟန္တာတွေမဖြစ်သည့်တိုင်အောင်မှအပယ်၄ပါးတော့ပိတ်နေတာပဲဒါဆိုရင်ယောဂီတို့ဦးဇင်းတို့စ조사မယုတ်အာထုံနေတဲ့ဒီဝိပဿနာအလုပ်ဆိုတာဟာတယောဂီတို့ရေအင်မတန်အားကိုးစရာမကောင်းပေဘူးလားအဲ့တော့တယောဂီတို့ဒီဇလန်းကလေးကိုတယောဂီတို့နာကြားခြင်းအဖြစ်မိမိကိုမိမိအားတွေတင်ထားဟုတ်ကဲ့လားငါတို့ဝိပဿနာအားထုတ်ရင်းနဲ့မြန်သိရမယ်လို့ဆိုခဲ့ရင်တယောဂီတို့ဂတိလွဲစရာရှိရဲ့လားရှိရဲ့လားဟိဟာဒါဆိုရင်တို့ယောဂီတို့ဦးဇင်းတို့အခုလုံနေတဲ့အလုပ်ဒီဒါအင်မတန်လှုပ်ထိုက်တဲ့အလုပ်ကြီးပေါ့ဒီတော့တယောဂီတို့ဒီမှာသုတိပြည့်ကြွယ်ကွယ်လွန်ပြီးတဲ့အခါဟိုသာဝရိန်သာမှာနတ်သား၅ပါးသွားဖြစ်ပြီးတကာလနေတယ်ဘုန်းကြီးတို့ဂေါရမမြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးလက်ထက်ရောက်လာတဲ့အခါကျတော့အဲ့ဒီ၅ပါးသောပုဂ္ဂိုလ်တို့သည်နံပါတ်၁ကဘသူဖြစ်လာလဲဆိုတော့ဦးဇင်းတို့ယောဂီတို့အခုဟောမဲ့ဇက်လိုက်ကြီးဘသူလဲဟဲ့ရှင်ကုမာရကတ္တပါဟုတ်ကြလားတပါးဖြစ်လာပြီနော်နောက်၄ပါးတွေကနေပြီးတယောဂီတို့ဤတပါးကဘသူဖြစ်လာလဲဆိုတော့သဗ္ဗိယပရပိုင်တယောက်ကသဗ္ဗိယပရပိုင်ဖြစ်လာတယ်ဘုန်းကြီးတို့ဘုရားလက်ထက်မှာနောက်တဦးကတယောဂီတို့ဤရှင်ဓဗ္ဗမထေဘသူလဲဟိနောက်တဦးကတယောဂီတို့ဤဘာဟိရဓာရုစရိယာဘာသူလဲဘာဟိရဓာရုစရိယာခိပ္ပဗိညာဉ်နဲ့တကွတယောဂီတို့ဤတရားတော်ကိုထိုးထွင်းနဲ့လှုပ်တဲ့နေရာမှာမြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးဧတတက်ပေးတော်မူတဲ့ကိုတော်ကြီးပေါ့ဟုတ်ကဲ့လားနောက်တဦးကတယောဂီတို့ဤတက္ကုတာတိမင်းတဲ့ဘယ်သူတဲ့လဲအဲ့ဒါဟာတယောဂီတို့ရေကတ္တပမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးလက်ထက်တုန်းကဟိုတောင်ထိပ်ပေါ်မှာတရားမရဘဲနဲ့သုတိပြည့်ကြွယ်ကွယ်လွန်သွားတဲ့ယဟန်၅ပါးဟုတ်ကဲ့လား
ယဟန်ငါးပါးတာဝတိမှာတာဝတိနာမှာနတ်ဖြစ်ပြီးတော့နတ်ပြည်ကစုတည်လာတဲ့အခါကျတော့အခုဘုန်းကြီးတို့ဂေါရမမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးရဲ့သာသနာတော်မှာလူသားစင်စစ်တွေပြန်ဖြစ်ကြတယ်ဟုတ်ပြီလားဖြစ်တဲ့အခါကျတော့နံပါတ်1ကဘာတူလဲရှင်ကုမာရကတ္တပအခုဘုန်းကြီးတို့ဟောမဲ့ဇက်လိုက်ကြီးပေါ့ဒီရှင်ကုမာရကတ္တပဆိုတာဟာတို့ယောဂီတို့ကြီးတရားဟောတဲ့နေရာမှာဥပမာဥပမေယတွေနဲ့စမ်းစမ်းပြပြဟောတတ်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကဧတတက်ပေးခဲ့တဲ့ယဟန္တာကိုရောမြတ်ကြီးဟုတ်ပြီလားသူလည်းပဲတခြားလားယဟန္တာဖြစ်သွားသလားဟိနောက်တကသဗ္ဗိယပရပိုက်ကလည်းတယောဂီတို့ကြီးယဟန္တာဖြစ်သွားတယ်သဗ္ဗိယပရပိုက်လည်းဘာဖြစ်သွားလဲတကရှင်ဓမ္မမထေဆိုတာကလည်းပဲတယောဂီတို့ယဟန္တာဖြစ်သွားတယ်ရှင်ဓမ္မမထေကလည်းဒီသာသနာမှာဘာဖြစ်သွားသလဲဟိုဘာဟိယဓာတုစရိယာဆိုတဲ့ကိုတော်မြတ်ကြီးကတော့တယောဂီတို့ကြီးတရားတော်ကိုထိုးထွင်းတဲ့နေရာမှာလင်းမြန်သိခြင်းလို့ဆိုတဲ့ဧတတက်ဘွဲ့ကိုတောင်မှစုခူးလိုက်သေးတယ်ဟုတ်ကဲ့လားဒီထဲမှာတယောဂီတို့ဧတတက်ရတာ2ပါးပါတယ်နော်ဘယ်သူနဲ့ဘယ်သူလဲရှင်ကုမာရကတ္တပနဲ့ဘာဟိယဓာတုစရိယာရှင်ကုမာရကတ္တပကတရားဟောတဲ့နေရာမှာစံစံပြပြဥပမာဥပမေယတွေနဲ့နားမလဲလဲအောင်ဟောနိုင်တဲ့ပုဂ္ဂိုလ်ကြီးဟုတ်ကဲ့လားအဲ့ဒါကြောင့်မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကသူဤသာသနာတော်မှာဧတတက်ပြီးလိုက်သည်ဘာဟိယဓာတုစရိယာကြတော့ခိပ္ပဘိညာဆိုအလွန်လင်းမြန်စွာတယောဂီတို့ဤတခြားလားထိုးထွင်းနိုင်သလားဒါကြောင့်လင်းမြန်စွာထိုးထွင်းတဲ့အရာမှာတယောဂီတို့ဤသူမတူအောင်တော်လာတဲ့အတွက်မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကသူ့ကိုဧတတက်ဘွယ်သူကြီးစုခူးပေးလိုက်တာပေါ့ဒါဆိုရင်တယောဂီတို့ဒီတောင်ပေါ်မှာတရားကျင့်လာတဲ့၅ပါးမှာတူကရှင်ကုမာရကတ္တပတခြားဖြစ်သွားသလားယဟန္တာဖြစ်သွားသလားဟိုသဗ္ဗိယပရပိကကိုတခြားဖြစ်သွားသလားယဟန္တာဖြစ်သွားသလားရှင်ဓမ္မမထေကကိုတခြားဖြစ်သွားသလားယဟန္တာဖြစ်သွားသလားဘာဟိယဓာတုစရိယာကိုတခြားဖြစ်သွားသလားဧတတက်တောင်ရသေးသလားဟိဒီထဲမှာဧတတက်ဘွဲရတာ2ဦးပါတယ်နော်ရှင်ကုမာရကတ္တပနဲ့ဘာဟိယဓာတုစရိယာတဲ့ဟိုပက္ကုတာတိမင်းဆိုတဲ့ပုဂ္ဂိုလ်ကြီးကတော့တယောဂီတို့ကြီးတခြားလားအနာဂံတည်သွားတာလားအဲ့တော့၅ပါးစလုံးတယောဂီတို့ကြီးအောင်မြင်မသွားပြီဘူးလားအေးအဲ့လိုအောင်မြင်သွားတဲ့အချိန်မှာအခုယောဂီတို့ဘုန်းကြီးတို့ဟောမဲ့ရှင်ကုမာရကတ္တပတိအန္တဝနတော်ထဲမှာတရားမရဘူးဖြစ်နေပြန်ပြီဟုတ်ကဲ့လားဘာဖြစ်နေပြန်ပြီလဲဒီလိုတရားမရဘူးဖြစ်နေတဲ့အခါကျတော့ဟိုကတ္တပမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးလက်ထက်တုန်းကသူနဲ့အတူတူတရားကျင့်တဲ့ အနာဂံတည်သွားတဲ့မြမကြီးလာပြီးတော့သူ့ကိုတခြားလာဘေဟိကိမိခွန်းနေမေးတာလားဟိဘေကုရှင်ယဟန်တဲ့အဲ့ဒီမိခွန်းကြီး15ခုကိုအကျွန်ုပ်ပြောမယ်အသင်နားထောင်ပါအဲ့ဒီ15ခုကိုဒီလောကကြီးထဲမှာမြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးကလွဲပြီးတော့တယောဂီတို့ကြီးဘယ်သူမှဖြေချနိုင်မှာမဟုတ်ဘူးဒီတော့အရှင်ဘုရားမြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးထံကိုသွားပြီးတော့ကအဲ့ဒီဘေဟိတိမိခွန်း15ခုကိုမေးပါမေးလို့မြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးဖြေချတော်မူတဲ့အတိုင်းအရှင်ဘုရားကျင့်မယ်ကြံမယ်လို့ဆိုခဲ့ရင်ဖြင့်အရှင်ဘုရားလိုအပ်လျက်ရှိတဲ့အလိုရှိအပ်သောမဲ့ဖို့နိဗ္ဗာန်ကိုချက်ချင်းရောက်ပါလိမ့်မယ်လို့ဒီလိုမိန့်ကြားပြီးမြမကြီးပြောက်သွားရောဟုတ်ကဲ့လားမြမကြီးဘာဖြစ်သွားပြီလဲအေးဒီလိုမြမကြီးပြောက်သွားတဲ့အခါကျတော့တယောဂီတို့ရှင်ကုမာရကတ္တဖမထေမြတ်ကြီးပေါ့နော်မြမကြီးကဘယ်လိုမေးခွန်းတွေပြောခဲ့တယ်လဲဟုတ်ကဲ့လားဘယ်လိုမေးခွန်းတွေပြောခဲ့တယ်လဲလို့ဆိုတော့တယောဂီတို့စအောင်မြမကြီးကပြောတယ်နံပါတ်1တောင်ဘိုးကြီးတစ်ခုရှိတယ်တဲ့တယောဂီတို့ဆော်ရည်လေးတွေဖြန့်ထားဟုတ်ကဲ့လားဘာရှိတယ်လဲဘာရှိပါလဲတောင်ဘိုးကြီးတစ်ခုရှိတယ်ယဟန်တဲ့အဲ့ဒီတောင်ဘိုးကြီးသည်ညရောက်ပြီလို့ဆိုခဲ့ရင်အခိုးတွေလွတ်တယ်ဘာတွေလွတ်တယ်လဲဟိတောင်ဘိုးကြီးကညရောက်ရင်ဘာတွေလွတ်တယ်လဲအခိုးတွေလွတ်တယ်အဲ့ဒီတောင်ဘိုးကြီးသည်
နေအခါရောက်ပြီလို့ဆိုခဲ့ရင်တို့ယောဂီတို့ရေမီဟုံဟုံတောက်တယ်တောင်မူကြီးနေအခါကြောင့်ရင်ဘာဖြစ်တော့အဲ့ဒီမှာတို့ယောဂီတို့ရေဆရာပုံနာကတပည့်ပညာရှိကိုဘသူကနေဘသူကိုလဲဆရာပုံနာကတပည့်ပညာရှိကိုရော့တပည့်အဲ့ဒီလက်နဲ့တွေယူသွားဘာတွေပေးလိုက်လဲဘာတွေပေးလိုက်လဲအဲ့ဒီလက်နဲ့တွေယူသွားပြီးတော့ကအဲ့ဒီတောင်ပူကြီးကိုလေးစိတ်လေးမွာခွဲပလိုက်တဲ့ဒီလိုမှာတယ်ဟုတ်ကဲ့လားကဲရှုပ်သွားမှဆိုလို့ပြန်ပြောမယ်မိဘက15ခုတောင်မို့လို့ဟုတ်ကဲ့လားရှင်ယဟန်တဲ့တောင်ပူကြီးတစ်ခုရှိတယ်ဗါတယ်လေအဲ့ဒီတောင်ပူကြီးဒီတို့ယောဂီတို့ကြီးညအချိန်ရောက်ရင်ဘာတွေလွတ်တော်ညအချိန်ရောက်ရင်အခိုးတွေလွတ်တယ်တဲ့ဟုတ်ကဲ့လားအဲ့ဒီတောင်ပူကြီးဒီနေခင်းပဲရောက်ရင်တို့ယောဂီတို့ကြီးဘာတွေဖြစ်ကုန်သလုံးမီးတွေဟုံဟုံတောက်တယ်ဒီတော့တို့ယောဂီတို့ဆရာပုံနာကဘသူကလည်းတပည့်ပညာရှိကိုဘသူကိုရောငါတပည့်ဒီလက်နဲ့တွေယူသွားဟုတ်ကဲ့လားဘာတွေပေးလိုက်လဲဟိဒီလက်နဲ့တွေကိုယူပြီးတော့ကဒီတောင်ပူကြီးကိုဘာလို့ပြစ်ခိုင်းတယ်လဲလေးစိတ်လေးမွာခွဲပလိုက်ဒီယောဂီတို့ဒီလိုမမှာဘူးလားဟိဒီလိုလေးစိတ်လေးမှာခွဲပလိုက်လို့ဆိုတော့အဲ့ဒီမှာတပည့်ပညာရှိကဒီတောင်ပူကြီးကိုလေးစိတ်လေးမွာခွဲပြီးပြီလို့ပြောတဲ့အခါကျတော့ဆရာပုံနာကအဲ့ဒီတောင်ပူကြီးအောက်ကိုဆက်တူးဘယ်လိုခိုင်းတယ်လဲဒီလိုတောင်ပူကြီးအောက်ကိုဆက်တူးလို့ဆိုတဲ့အခါကျတော့တပည့်ပညာရှိကအဲ့ဒီတောင်ပူကြီးရဲ့အောက်ကိုဆက်ပြီးတော့တူးလိုက်တာနံပါတ်1တယောဂီတို့ကြီးတကားမင်းတုံကြီးတစ်ခုထွက်လာတယ်ဘာကြီးတစ်ခုထွက်လာလဲတကားမင်းတို့ကြီးထွက်လာတဲ့အခါကျတော့တပည့်ပညာရှိကဆရာပုံနာကိုဆရာပုံနာဒီမှာတကားမင်းတို့ကြီးတွေ့နေပြီဒီလိုမပြောဘူးလားပြောတဲ့အခါကျတော့တယောဂီတို့ရေဆရာပုံနာကအေးချစ်တပည့်အဲ့ဒီတကားမင်းတို့ကြီးကိုဖယ်ပလိုက်ဘာလို့ခိုင်းလိုက်လဲဖယ်ပလိုက်ပြီးတော့မင်းဒီလက်နဲ့တွေနဲ့ဒီတောင်ဝကြီးအောက်ကိုဘာလို့ကမလဲဆက်တူးခွာဒီလိုမပြောဘူးလားဒီတောင်မိုးကိုဆက်တူးတဲ့အခါကျတော့တို့ယောဂီတို့ကြီးဘာတွေ့ပြန်တယ်လဲဆိုတော့ဖားဘွားတစ်ခုကိုတကောင်ကိုတွေ့ပြန်ပြီဘာကိုတွေ့ပြီလဲဖားဘွားလို့ဆိုတာဟာစာလို့ပြောရင်သူကဥဒ္ဓမာယိကဖားလို့ခေါ်တယ်သူ့သဘောနဲ့သူနေမယ်ဆိုရင်ဒီလက်သေးခွန်လေးလောက်ပဲရှိတယ်အဲ့ဒီဖားလေးကအဲ့ဒီဖားလေးကိုစိတ်ဆိုးအောင်လို့ဒုတ်တွေပါနေနဲ့သွားထိုးလိုက်ရင်တပြေးပြေးနဲ့တခါတည်းကြီးလာတာတဲ့ကြီးလာတာဘယ်လောက်ထိကြီးလဲဆိုအုံးရှစ်သီးလောက်ကြီးလောက်ကိုရော့အောင်ကြီးလာတာတဲ့ဟုတ်ကဲ့လားတခြားလားဖားဘွားလားဟိအေးအဲ့ဒါကိုစာလို့ပြောတော့ဥဒ္ဓမာယိကဖားလို့ဒီလိုခေါ်တယ်နော်ဒီတော့ဒီယောဂီတို့ဆရာပုံနာအောက်မှာဖားဘွားတကောင်တွေ့နေပြီဒီလိုမပြောဘူးလားပြောတဲ့အခါကျတော့ဆရာပုံနာကချစ်တဲ့ပဲအဲ့ဒီဖားဘွားကိုလည်းဖယ်ပလိုက်ဘာလို့ခိုင်းမြန်ပြီလဲဖယ်ပြီးတော့အဲ့ဒီတောင်ပူကြီးကိုဘာလို့ကမလဲဆက်ပြီးတော့တူအဲ့ဒီတောင်ပူကြီးကိုဘာလို့ကမလဲအေးအဲ့လိုဆက်ပြီးတော့တူလို့ဆိုတဲ့အခါကျတော့ဒုယောဂီတို့ကြီးအောက်ကိုတပည့်ဆက်တူးတဲ့အခါကျတော့လမ်းနှမွာတွေ့ပြန်ပြီလမ်းလေးနှစ်ခုသွားတွေ့တယ်တဲ့ဟုတ်ကဲ့လားဘာလေးသွားတွေ့တယ်လဲရှုပ်ကုန်ပြီလားမရှုပ်ပါဘူးဟိုမှာစာရွက်ရှိသားပဲဟုတ်ကဲ့လားဒီစာရွက်ကအဖြေတောင်ပါနေပါပြီနော်ဒါပေမဲ့ဒီအဖြေပါလာကိုဘုန်းကြီးတို့ကချဲ့ပြီးတော့10ရက်တိုင်တိုင်တယောဂီတို့ကိုကျေးဇူးပြုပေးပါလေအဲ့တော့တယောဂီတို့အခုဘာတွေ့နေပြီတော့လမ်းနှမွာတွေ့နေပြီဒီတော့တပည့်ပညာရှိကဆရာပုံနာကိုပြောတယ်ဆရာပုံနာဒီမှာလမ်းနှမွာတွေ့နေပြန်ပြီဗျို့မပြောဘူးလားပြောတဲ့အခါကျတော့အဲ့ဒီမှာဆရာပုံနာကဟေးအဲ့ဒီလမ်းနှမွာကိုလည်းမင်းဂယုမဆိုင်နဲ့ကွာဖယ်ပလိုက်မပြောဘူးလားဖယ်ပြီးတော့တခြားလို့ကမလားဆက်တူးခိုင်းတာလားအဲ့ဒါလို့ဆက်တူးခိုင်းလိုက်တဲ့အခါကျတော့ဒုယောဂီတို့ကြီးအောက်မှာစပ်ပြာရည်စီကြီးတစ်ခုတွေ့ပြန်ပြီ။ဘာကြီးတစ်ခုတွေ့တယ်လဲ
Sabia Yezi, Luzura, Babiona, Rosu, they is it, Hogala, Umario, Yeribadi, Nauni, Oga Punito, there can be Roga, Tabido, Yezilulay, Eddie, Jim Ravula. Tony to Gave, Augu, di Domuji, Augu, Seturo, Auma, di Devia, Sabia, Yezi, Twandide. Twandide, Hajaro di Ma, Deve, Pinyashiga, Siabonago, Siabona, Auma, Devia, Yezi, Twinibi, Sabia, Yezi, Twinibi, Dilumbiobula. Piore, Hajaro, Siabonaga, Babiole, Pebelai, DJ, Balobiamle. Peviro, Augu, Baluamle, Sedugua, Augu, Baluamle, Seduzoro, the Yogi, Siapona, Piore, a dine Eddie, Debe, Pina, Shigale, Augu, Sedure, Kajaro, the Yogi, Lake Kongi, the Gondrebi, Baji Dramile. Oh, Lake Kongi, the Gondre, no? Eddie Lake Kongi, the Gondre, do, Debe, Pina, Shiga, Siabonago, Siabona, Auma, Lake Kongi, the Gondre, the Gondre, Hogala. The Lord Nevilu, a John Jalai de Akama, Siabonaga, Abogani, Nadabe, Eddie, Lego, Le, Pebelai, Balogamle. Pebelai, Bido, me, paid had a Leonard in the August, Bido, Balogamle, Tuangua, Maduga Mulai. A dilo do kind a Kajaro, Ogani, the Yogi, Twelabiami, Patra, Lesuro, Cindy, Donet, Dalida, Bane Twelale. Yo, Batwelale. Cindy, Donet, Dalida, Twelabiami, Lucia Bonago, Jamajabula. Chare, Kajaro, Sia Bonaga, Nadabe, Eddie, Cindy, Donet, Dalida, go le, Pebelai, Balogamle. Pebelai Viro Ogu, the Chalu Amala said do Amalai. In Nadabe Ogu said do Gualu, Dilu do kind like the Akajado, the Yogi, a meta digi, the room, 12 Aviane, Baji 12 Adale. Hello, meta digi 12 Akajado, the Yogi, the Bed, Pinyashiga, Siabonago, Siabona, Dimata digi, the room doing Yami, a Jam Javula. Jalai de Aka Jado, Siabonaga, Eddie, Tadi, Jigo, Min, Nausong, Pebelai, Balokeamle. Nausong, Pebiro, Min, Di Ogu, Chacha Nana, Sebiro, Tuzangwalu, Yogi, Madukai Mula. Two kind like the Akajado, Lay, Donzi, Shide, Nagaji go do it. Bedugo Devile. Bedugo Devile. Eddie Nagaji go do it. Kajaro, Siabonaga, Chidbe, Pinyashi, Eddie Nagaji go, Matigai Sine, Belo Madale. Eddie Nagaji go, Matigai Sine, Pay Kainala, Matikai Kainala. Matigai Sine, Eddie Nagaji go, Yo, de Shikova, Barero. Behiri Rosana, no? Hogala. Yodi Jimes, no, Bari, Yoni Mango, the Indian Mave, Hogala. Taha, the Chala, Shinku, Mara, Kataba, Mati, G, Hana, Pietuare, the Arojila. Shinku, Mara, Kataba, Mati, Hana, Pietuare, the Arojino. Tago Poniga say yet and Josalu, the Yogi to go hobby me bo. The Yogi to Gale, young lady, Asai Bido, Lai, Hogala. Ero Madabanga Salo Pony, the Kujin, Horomebo, no? Edo Yogi to Piambioya on Edima Sea Bonane, the Pepinashi, John, Piamajiga, Patama Uzon Babiole, Tomboji, the Kushi, the Basile. Eddie Tomboji, the Yogi, Nyaka Yaoyin, a Kori, Lode, Vari Lole, Nika Yaoyin. Mi hong doubt de Dido Saya Bonaga Badugale Tabe Pinya Shigo Badugole Young Adabe, the Lenet go you bido, the Dombo Jigo, Lazy, Le Moi, Balobiam Quebelai, the Lumaulai. The local Quebelai Bido always said be too kind like the Kajaro, the Yogi, Baji Sadwide. Taga Menoni Sadwide, Baji Sadwide. Taga Menoni to Vido now do the Abadwile,
ဥဒ္ဓမာယိကလို့အမည်ရတဲ့ဖားဘွားတကောင်ကိုတွေ့ပြန်တယ်ဘာကိုတွေ့တယ်လဲဖားဘွားကိုတွေ့ပြီးတော့အောက်ကိုဆက်တူးတော့ဘာတွေ့ပြန်တယ်လဲလမ်းနှမွာကိုတွေ့တယ်ဘာကိုတွေ့တယ်လဲအဲ့ဒီလမ်းနှမွာကိုဖယ်ပြီးတော့ကဆက်တူးတော့ဘာကိုတွေ့တယ်လဲစပြာရေစီကြီးတစ်ခုတွေ့တယ်ဘာကြီးတွေ့လဲအဲ့ဒီစပြာရေစီကြီးကိုတယောဂီတို့ဖယ်ပြီးတော့တူးလိုက်တဲ့အခါအောက်ကဘာကြီးထွက်လာပြန်တယ်လဲလိတ်ကြီးတကောင်ထွက်လာတယ်ဘာကြီးထွက်လာလဲအဲ့ဒီလိတ်ကြီးကိုတယောဂီတို့ဖယ်ပြီးတော့ကအောက်ကိုဆက်ပြီးတော့တူးလိုက်ပြန်တော့တယောဂီတို့ဘာထွက်လာတယ်လဲစင်းဒီဒုံနဲ့သာလီဓာထွက်လာတယ်ဘာထွက်လာလဲဟိအဲ့ဒီတော့အဲ့ဒီစင်းဒီဒုံရဲ့အပေါ်မှာသာလီဓာနဲ့တခြားအလုတ်ခံရတော့မှာလားအလီးခံရတော့မှာလားရေဝရိပ်မိရဲ့လားဘသူတွေများအလီးခံရမယ်ထင်တယ်လဲဘသူတွေအလီးခံရမယ်ထင်တယ်လဲတခါတည်းကိုဟိုကစင်းဒီဒုံကိုသာလီဓာကိုဘာလာတာနော်ယောဂီတို့ဦးဇင်းတို့နေစဉ်အဲ့ဒီစင်းဒီဒုံကြီးရဲ့အပေါ်မှာလဲဆင်းပြီးတော့ပေးနေရတယ်အဲ့ဒီထက်လာသွားတဲ့သာလီဓာကလည်းပါတို့ကိုတခြားလုံနေသလားလှီးနေသလားအဲ့ဒါလို့အလီခံရတာကိုလည်းအလီခံရပါတယ်လို့တို့သိခဲ့သလားတခြားလားမင်းဒုံကြီးကြောင့်လားသဘောကျရဲ့လားအဲ့ဒီသုတ်တန်ကြီးကသိတ်ကိုသဘာဝကျတဲ့သုတ်တန်ကြီးပေါ့နော်ဒီတော့ဒီသုတ်တန်မေကွန်း15ခုကိုမြန်တယောဂီတို့ကြကြနာနားလေသဘောပေါက်လို့ရှင်ကုမာရကတ္တပမထေမြတ်လို့ပဲတစ်ခုပြီးတစ်ခုကိုဖယ်နိုင်မယ်လို့ဆိုခဲ့ရင်ဖြင့်တယောဂီတို့နောက်ဆုံးတခြားတွေ့မလားသာတိကြီးတွေ့မလားအဲ့ဒီသာတိကြီးကိုလည်းတခြားလို့မလားဖယ်ပလိုက်ရမှာလားဖယ်လိုက်ပြီလို့ဆိုခဲ့ရင်ဖြင့်ဘသူကိုတွေ့မယ်လေရေ3စစ်ရှိတဲ့နဂါးကိုတွေ့မယ်ဟုတ်ပြီလားအဲ့ဒီနဂါးကိုမတိကြိုက်စီပဲနဲ့ဘာလုပ်ကြမလဲရိုးရိုးသေးသေးနဲ့ရှစ်ခိုးရမယ်ဒီလိုမမှာဘူးလားအဲ့ဒီတော့ပယ်တဲ့နာတွေကိုပယ်မယ်ဖယ်တဲ့နာတွေကိုဖယ်မယ်ကျင့်တဲ့နာတွေကိုကျင့်မယ်ဟုတ်ကလားအဲ့ဒီလိုပယ်မယ်ဖယ်မယ်ကျင့်မယ်နဲ့လုပ်ခဲ့လို့နောက်ဆုံးအဲ့ဒီသားတဲ့အထိတို့ပယ်နိုင်ခဲ့ရင်ဖြင့်တို့ဘယ်သူနဲ့တွေ့မယ်ဘယ်သူနဲ့တွေ့မှာလဲဟိအေးအဲ့ဒီနဂါးတိဒါယဟန္တာဖြစ်တဲ့ဘုံနမိတ်ပဲသဘောကျပြီလားဒီအထိတော့ရှင်းပြီပေါ့နော်တို့မေတော်ကြီးတို့ရှင်းရလားရှင်းရလားဟိကဲရှင်းပြီလို့ဆိုခဲ့ရင်တို့ယောဂီတို့ကိုပေးထားတဲ့စာရွက်ကလေးတွေထုံးအဲ့ဒီစာရွက်ကလေးဒီမှာတို့ယောဂီတို့ကြပြာလေးမပါဘူးလားကြပြာလေးမပါဘူးလားအေးအဲ့ဒီကြပြာကလေးကိုတို့ယောဂီတို့ဦးဇင်းတို့ရွတ်ကြည့်ရအောင်ဟုတ်ကဲ့လားအဲ့ဒီမှာတို့ယောဂီတို့တခြားပါသလားအဖြေပါသလားဘာပါသလဲကဲအဖြေပါတယ်လို့ဆိုရင်တို့ယောဂီတို့ညီညာလေးရွတ်ကြည့်စမ်းပါ
မေခွန်ပြဒနာ15ခုဒီတဲ့ဟုတ်ပြီနော်ကဲဟုတ်ပြီဒီတော့ဗြဟ္မာကြီးကနေပြီးတော့ကရှင်ကုမာရကတ္တပမထေတရားရအောင်အတွက်ဗဟိတိမေခွန်ကြီးဘယ်နှခုပါလဲအေးအဲ့ဒီ15ခုကိုယောဂီတို့လက်ချိုးပြီးတော့နောက်နေ့ကျရင်ရည်ထားဟုတ်ကဲ့လားတခုချင်းနောက်နေ့တွေဘုန်းကြီးရှင်းပြတော့မှာပေါ့နော်ကြည့်ဒီတော့ပြန်ပြောမယ်ယောဂီတို့တောင်ဘိုကြီးတခုရှိတယ်ဘာကြီးရှိလဲအဲ့ဒီတောင်ဘိုကြီးကယောဂီတို့ညရောက်ရင်ဘာလုပ်တယ်နေဘက်ရောက်ရင်ဘာတွေဖြစ်တယ်အဲ့ဒီတော့ဆရာပုံနာကဘယ်သူကလဲတပည့်ပညာရှိကိုဘယ်သူကိုလဲရော့တပည့်မင်းဒီလက်နဲ့တွေယူသွားဘာတွေပေးလိုက်လဲအဲ့ဒီလက်နဲ့တွေယူပြီးတော့ကအဲ့ဒီတောင်ဘိုကြီးကိုလေးစိတ်လေးမွာဘာလုပ်ပြရမယ်အဲ့ဒီလက်နဲ့တွေနဲ့ငါတပည့်အဲ့ဒီတောင်ဘိုကြီးကိုလေးစိတ်လေးမှာခွဲပလိုက်ခွဲပြီးတော့အဲ့ဒီတောင်ဘိုကြီးကိုအောက်ကိုတူခိုင်းလိုက်တော့နံပါတ်1ဘာထွက်လာသလဲတကားမင်းလုံးကြီးထွက်လာတယ်နော်ဘာထွက်လာပါလဲတကားမင်းလုံးကြီးကိုဖယ်ပြီးဆက်ပြီးတူးလိုက်တော့တယောဂီတို့ဘာထွက်လာလဲဖားပွားတကောင်ထွက်လာတယ်ဘာထွက်လာလဲအဲ့ဒီဖားကိုဖယ်ပြီးတော့ဆက်တူးတော့တယောဂီတို့ဘာထွက်လာသလဲလမ်းနှမွာထွက်လာတယ်ဘာထွက်လာလဲအဲ့ဒီလမ်းနှမွာကိုဖယ်ပြီးတော့တယောဂီတို့ဆက်တူးလိုက်တဲ့အခါကျတော့ဘာထွက်လာလဲစပြာရေစီကြီးတစ်ခုထွက်လာတယ်အဲ့ဒီစပြာရေစီကြီးကိုဖယ်ပြီးတော့ဆက်တူးလိုက်တော့တယောဂီတို့ဘာထွက်လာသလဲလိတ်ခုံးကြီးတကောင်ထွက်လာတယ်အဲ့ဒီလိတ်ခုံးကြီးကိုဖယ်ပြီးတော့ကဆက်တူးလိုက်တော့တယောဂီတို့ဘာထွက်လာသလဲစင်းနီတုံးနဲ့တာလီဓာကြီးတစ်ခုထွက်လာတယ်အဲ့ဒီစင်းနီတုံးနဲ့တာလီဓာကြီးကိုဖယ်ပြီးတော့တယောဂီတို့ရှေ့ကိုဆက်တူးတော့ဘာထွက်လာသလဲအသားတစ်ကြီးတုံးထွက်လာတယ်အဲ့ဒီအသားတစ်ကြီးတုံးကိုဖယ်ပြီးတော့ဆက်ပြီးတူးလိုက်ရင်တို့ယောဂီတို့ရေဘာထွက်လာသလဲလေရီ3ဆင့်ရှိတဲ့နဂါးကြီးထွက်လာတယ်တို့ယောဂီတို့ထွက်မလာဘူးလားအဲ့ဒီလေရီ3ဆင့်ရှိတဲ့နဂါးကြီးကိုမတိကိုက်စီနဲ့ဟုတ်ကဲ့လားတခြားလားရိုးရိုးသေးသေးရှိခိုးပါတယ်လားအေးဒီတော့ယောဂီတို့ဦးဇင်းတို့ဒီကနေ့ဝမ်မိကတုတ်တန်ကြီးကိုတော့အစပြိုးတဲ့ဇလံကလေးစုံစုံလင်းလင်းယောဂီတို့သိသွားကြပြီနော်အဲ့ဒီတော့မတ္တပံကြတော့တောင်ဘိုကြီးကစပြီးတော့ဘုန်းကြီးတို့ယောဂီတို့ရှင်းကြတာပေါ့ရှင်ကုမာရကတ္တပမထေမြတ်ကြီးယဟန္တာဖြစ်သွားတဲ့တရားတော်မို့လို့ယောဂီတို့ဦးဇင်းတို့ဒီလည်းပဲဤတရားတော်ကြီးကိုရှင်ကုမာရကတ္တပလို့နားလေသဘောပေါက်မယ်လို့ဆိုခဲ့ရင်ဖြင့်မဲ့ဖို့နိဗ္ဗာန်ကိုရနိုင်ကြပါတယ်လို့ဒီလိုမျိုးတယောဂီတို့ရဲ့စိတ်အတွေးမှာဝင်စားပြီးကဲအချိန်လဲစီပြီးမို့လို့သာဓု3ချိန်ခေါ်ဘုန်းကြီးတို့ဝမ်မိကသုတ်တံအပိုင်း1တရားတော်ကြီးနားကြအောင်စို့